ဒီပင်လေးတွေကိုတော့ကျမတို့နိုင်ငံမှာဘဲစာပင်လို့ခေါ်ကြပါတယ်ဒီဘဲစာပင်လေးတွေဟာကဘာပေါ်မှာအသိငယ်ဆုံးပန်းပွင့်တဲ့အပင်လေးတွေလို့ဆိုကြပါတယ်အရွယ်စားအပြင်တော်တော်လေးသိငယ်လွန်လာပါတယ်ဒီဘဲစာပန်းပွင့်လေးတွေဟာအလွန်သိငယ်ပေမဲ့လည်းပရိုတင်းတက်ပါဝေဖို့မြင်မာတဲ့အတွက်ကြောင့်လူသိများပါတယ်ဒါပေမဲ့လည်းတာမန်မျက်စိနဲ့တော့မမြင်နိုင်ပါဘူးဒီဘဲစာပင်တွေဟာအရှိတောင်အာရှရှိရင်းနှီးတိရစ္ဆာန်များအတွက်ပရီမီယံစားစာရင်းမြစ်တစ်ခုလို့ဆိုနိုင်ပါတယ်အချို့လေးလာမှုရဘဲစာပင်များကိုအစိမ်းရောင်ဟင်းသီးဟင်းရွက်အဖြစ်အချို့နိုင်ငံတွေမှာနှစ်ပေါင်းများစွာတွေကစားသုံးကြတယ်လို့ဆိုပါတယ်အချို့နိုင်ငံရဲ့ဈေးကွက်ကြီးတွေမှာဆိုရင်တစ်ပေါင်ကို$1.4ဝန်းကျင်ဖြင့်ရောင်းချကြတယ်လို့သိရပါတယ်ဘဲစာပင်တွေမှာပရိုတင်းတက်ပါဝင်မှု45%ရှိပြီးတော့မရှိမဖြစ်လိုအပ်သောအမိုင်နိုအက်ဆစ်နဲ့ဗီတာမင် A တို့ပါဝင်ပါတယ်မတူကွဲပြားသောပတ်ဝန်းကျင်များမှာကျယ်ဝစွာကြီးထွားနိုင်စွမ်းရှိပါတယ်။ရေရဲမများတဲ့မြောင်းတွေချောင်းတွေမှာပေါက်ရောက်တက်ပြီးတော့ကြီးထွားမှုနှုန်းကိုတိမ်မြန်စေပါတယ်။ဒီလိုအာဟာရဓာတ်တွေပြည့်နေတဲ့ဘဲစာပင်တွေဟာများမကြာခင်ကာလတစ်ခုမှာခွန်အားဖြင့်စားစာဖြင့်မရှိမဖြစ်စားသုံးလာကြတော့မယ်လို့ပညာရှင်များကခန့်မှန်းထားကြပါတယ်။